ဥက္ကဋ္ဌချက်ကကျေးလက်ဒေတာစီမံကိန်းတစ်ခုကိုတွားရောက်ကြည့်ရှုစဉ်မှာမတော်တဆ6ထဲပြုတ်ကျသွားခဲ့တယ်။ကံကောင်းထောက်မှစွာနဲ့ကတ်ထုလွဲအချိန်မီတစ်ပင်ငယ်လေးတစ်ပင်ကိုလှမ်းဆွဲထားနိုင်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲလူစီးဆိုတဲ့ဒေတာခံကျေးလက်ကောင်မလေးကသူ့ကိုမြင်သွားပြီးအပေါ်ကိုပြန်ဆွဲတင်ပေးခဲ့တယ်။ငါ့ကိုကယ်တင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။သမီးလေးကြီးလာတဲ့အခါကျေးဇူးပြုပြီးဒီအမှတ်အသားတင်ကေတာလေးကိုငါကုမ္ပဏီစီယူလာခဲ့ပါ။သမီးကိုအလုပ်တစ်ခုပေးပါမယ်။ကျေးဇူးအများကြီးတင်ပါတယ်။သမီးလေးရဲ့နောက်ထပ်ခြေလမ်းအနှဲငယ်သာလှမ်းလိုက်ရင်ဒီနေ့ငါတို့အသက်ရှင်လျက်ပြန်ထွက်နိုင်ကြမှာမဟုတ်တော့ဘူး။သမီးလေးကငါတို့အသက်ကိုကယ်ခဲ့တာကိုငါတို့ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။သမီးနာမည်ဘယ်လိုခေါ်လဲ။အနီးနားမှာပဲနေတာလား။သမီးနာမည်လူစီပါတောင်အောက်ကရွာအစွန်မှာနေပါတယ်။သမီးဒီအထက်ကိုနွားချောင်းကိုတက်လာတာပါ။နွားချောင်းတာဟုတ်လား။သမီးကြည့်ရတာ15နှစ်16နှစ်လောက်ပဲရှိသေးတယ်။ကျောင်းမတက်ဘူးလား။တက်ပါတယ်။သမီးမျိုးမှာကျောင်းတက်နေတာပါ။အခုကနွေရာသီကျောင်းပိတ်ရက်မလို့အိမ်ပြန်လာပြီးကုညီရင်ကျောင်းစရိတ်ရအောင်ရှာနေတာပါ။ဒါဆိုသမီးမိဘတွေကသမီးအခုလိုဝေးလံခေါင်ဖျားတဲ့တောင်ပေါ်ကိုတယောက်တည်းတက်လာတာကိုသူတို့ကသဘောတူကြလို့လား။သမီးမိဘတွေကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကားအမောက်ခံရပြီးဆုံးပါသွားခဲ့ကြပါပြီ။အခုသမီးအတော်နဲ့အတူနေနေတာပါ။အတော်လဲသမီးကျောင်းစရိတ်ပေးဖို့ခက်ခဲနေတာမလို့သမီးတက်နိုင်တဲ့လောက်ကုညီနေတာပါ။လူစီဒီပတ်စံကိုယူထားပါကျောင်းလာကအတွက်သုံးပါပြီးတော့သမီးအတွက်ကောင်းကောင်းမွန်မွန်စားဖို့ဝယ်ပါအမြဲတမ်းငတ်ငတ်ပြက်ပြက်မနေပါနဲ့အန်တီသမီးဒါကိုယူလို့မဖြစ်ပါဘူးသမီးကပတ်စံလိုချင်လို့ကဲခဲ့တာမဟုတ်ပါဘူးအမလေးမိန်းကလေးရဲ့ဒါကပေးချေတဲ့ပတ်စံလို့မင်းကိုဘယ်သူပြောလို့လဲဒါကကျောင်းတက်ဖို့အတွက်ထောက်ပံ့ကြေးပါသမီးကလိမ်မာပြီးစူးစမ်းတယ်ပတ်စံကျောင်းနဲ့ပညာရေးကိုစွန့်လွတ်လိုက်ရတာမျိုးမဖြစ်သင့်ဘူးငါနဲ့ငါအမျိုးသားကခီးသွားလုပ်ငန်းနဲ့အဲဝတ်ပြုရေးလုပ်ငန်းမှာအလုပ်လုပ်ကြတာပါဒီအမှတ်အသားတင်ကေတာလေးကိုတေချာသိမ်းထားပါစံချင်းမျိုးကကျောင်းတစ်ကျောင်းမှာကျောင်းတက်ခွင့်ရတာနဲ့ဒီစာအိတ်ကိုငါတို့ရဲ့ရုံးချုပ်စီယူလာခဲ့ပါကျောင်းစရိတ်ဒါမှမဟုတ်စားဝတ်နေရေးစရိတ်နဲ့ပတ်သက်ပြီးအကူအညီလိုအပ်တဲ့အခါတိုင်းလဲငါတို့ကိုဆက်သွယ်လို့ရပါတယ်ကြံချင်းတက္ကသိုလ်ကျေးဇူးတင်ပါတယ်ဦးလေးကျေးဇူးတင်ပါတယ်အန်တီသမီးစူးစမ်းပြီးစာချက်ပါမယ်ကျောင်းအောင်သားနဲ့ဇန်ချင်းမျိုးမှာဦးလေးတို့စီတေချာပေါက်လာရှာပါမယ်မင်္ဂလာပါသမီးမစ္စတာဂျက်နဲ့တွေ့ချင်လို့ပါရချင်းယူထားတာရှိပါသလားမင်းကဘသူ့ကိုတွေ့ချင်တာလဲမင်းနာမည်ဘသူလဲသမီးနာမည်လူစီပါလွန်ခဲ့တဲ့2နှစ်ကဦးလေးဂျက်အန်တီအန်နာတို့နဲ့ဂတိပြုထားခဲ့ကြလို့ပါသမီးသူတို့ပေးလိုက်တဲ့စာအိတ်ကိုယူလာပါတယ်ဘာစာအိတ်လဲငါတို့ရဲ့ဥက္ကဋ္ဌကြီးကအလွန်အလုပ်များတယ်ဝင်လာသမျှလမ်းဘေးကလူတိုင်းကိုသူမတွေ့နိုင်ဘူးငါတို့ဒီလိုလှည့်ကွက်တွေကိုကြုံဘူးပြီးသားပါစာအိတ်ဟောင်းတစ်လုံးယူလာတယ်အမျိုးအဆွေလိုရှေးကကယ်တင်ရှင်လိုအဟန်ဆောင်တယ်အဲ့ဒီနောက်မင်းကပါလဲအလုပ်လိုချင်တာလားပတ်စံလိုချင်တာလားသမီးဘာမှလိန်ညာလှည့်ဖျားဖို့လာတာမဟုတ်ပါဘူးဥက္ကဋ္ဌကိုယ်တိုင်အဲ့ဒီတုန်းကသမီးကိုပေးခဲ့တာပါဟုတ်ပါပြီလေထွက်သွားစမ်းပါတာမန်ဧကန်းမှာလမ်းတလားမနေနဲ့ကုမ္ပဏီတိတ်ခါကြတယ်အလုပ်လိုချင်ရင်နောက်ဘက်ကစောက်လို့ရေးဆိုင်မှာသွားမေးဒီမှာလာပြီးလိန်ညာဖို့မကြိုးစားနဲ့သမီးကိုမတွန်းပါနဲ့သမီးတကယ်ပဲဥက္ကဋ္ဌဂျက်နဲ့ဂတိပြုခဲ့တာပါကောလိပ်ရောက်ရင်သူ့စီလာရှာဖို့သူသမီးကိုပြောခဲ့တာပါမင်းကကောလိပ်ရောက်ခဲ့တယ်ဟုတ်လားမင်းကလေငါတို့ဥက္ကဋ္ဌကြီးကဘယ်သူလဲဆိုတာမင်းသိရလားသူကမင်းလိုတောင်းပေါ်သူကောင်မလေးတယောက်နဲ့ဘာလို့ဂတိပြုရမှာလဲအခုချက်ချင်းထွက်သွားမဟုတ်ရင်လုံခြုံရေးခေါ်ပြီးမင်းကိုဆွဲထုတ်ခိုင်းလိုက်မယ်မန်နေဂျာtomဘာတွေစုညံ့နေတာလဲဒီကောင်မလေးကဥက္ကဋ္ဌကြီးကိုတွေးဖို့အတင်းစိုးဝင်ဖို့စူးစမ်းနေလို့ပါသူတို့ချင်းဂတိတစ်ခုခုရှိခဲ့တယ်လို့သူကအခိုင်အမာပြောနေပါတယ်အဲ့ဒါကြောင့်မောင်းထုတ်နေတာပါမင်းလက်ထဲကစာအိတ်ကိုငါကြည့်လို့ရမလားချက်ကငါအဖေပါငါမိဘတွေကတောင်ပေါ်မှာဖြစ်ခဲ့တာတွေကိုငါ့ကိုခဏခဏပြောပြပူးပါတယ်ကောင်မလေးတယောက်ကသူတို့ကိုကဲခဲ့လို့ကြောင်းတက်ဖို့စံချင်းကိုနောက်ဆုံးတော့လာလိုက်မယ်လို့ပြောခဲ့ကြတာမင်းမေ့သွားပြီလို့တော့ငါထင်နေတာမင်းမသွားပါဘူးကျောင်းကစတော့မှမလို့ပါအဲ့ဒါကြောင့်ဦးလေးချက်နဲ့အန်တီအန်နာတို့စီကိုအရင်ဆုံးလာတွေ့တာပါမြန်ဝင်ခဲ့ပါသူကငါတို့မိသားစုရဲ့ကျေးဇူးရှင်ဧည့်သည်ပါမင်းတို့ကများသူ့ကိုတားရဲတယ်ပေါ့မင်းတို့နှစ်ယောက်လုံးကိုငါနောက်မှရှင်းမယ်ဥက္ကဋ္ဌချက်စေးအေးထားပါကျွန်တော်ဆောက်လုပ်ရေးလုပ်သက်20ရှိပါပြီရွန်းတောင်ဝမ်းကဒီစီမံကိန်းအတွက်ထိန်းနိုင်ရန်ကမ်းပါပေါင်း100နီးပါးတိစောက်ခဲ့ပူပါတယ်ကျွန်တော်ထိတ်တန်းအဆင့်ပစ္စည်းတွေကိုပဲသုံးခဲ့တာပါပြီးလက်မြေဆိုရင်လည်းနာမည်ကြီးထုတ်လုပ်သူစီကလာတာပါ Grade 425ကိုသုံးထားပါတယ်အုတ်မြစ်ကိုလည်း9ပေအနက်ထိတူးထားပါတယ်ကြောက်တုံးအဆက်တိုင်းကိုလည်းအင်္ဂလိပ်နဲ့တေချာပံ့ပိုးဖြည့်စီထားပါတယ်တာမန်ရုပ်တရက်ရေးကြီးတာမပြောနဲ့နှစ်တရာမှာတစ်ခါကြုံရတဲ့ရေးကြီးရေရှမ်းမှုဖြစ်ရင်တော့အဲ့ဒီထိန်းနိုင်ရန်ကလှုပ်မှာမဟုတ်ပါဘူးတောင်ဆောင်လက်ရန်ကိုလည်းပိုထူတဲ့စတီးပိုက်တွေနဲ့အားဖြည့်ပေးထားတာမလို့ခီးသွားတွေမိလိုက်ယုံနဲ့ဘာအန်ဒီရမှမရှိပါဘူးလက်ခံစစ်ဆေးရေးဖောင်မှာလက်မှတ်ထိုးပေးယုံပါပဲကျွန်တော်အလုပ်သမားတွေကအလုပ်ခရအခကြေးငွေရဖို့စောင့်နေကြတော့မှာပဲဂျက်ဒီနေရန်ကိုကြည့်လိုက်ပါလက်သေးနဲ့ချစ်လိုက်တာနဲ့ကြွေကြနေတာပဲဒါ grade 425ပြီးလက်မြေဖြစ်နိုင်စရာလုံးဝမရှိဘူးအုတ်မြင့်ဆိုရင်လည်းအလွန်ဆုံးမှ30လက်မပဲနဲ့တယ်စာချုပ်မှာပါရာရဲ့ထက်ဝက်တောင်မရှိဘူးဒါအုတ်မြင့်မဟုတ်ဘူးပြီးလက်မြေနဲ့ဖုံးထားတဲ့ကြောက်ပုံတက်တက်ပဲဒီအဆက်တွေကိုလည်းကြည့်ပါဦးအင်္ဂလိပ်နဲ့ဖြည့်ထားတယ်လို့သူတို့ကပြောပေမဲ့မျက်နှာပြင်ကိုပဲတုတ်ထားတာရုတ်တရက်ရေကြီးတာတစ်ချိန်ဖြစ်တာနဲ့ကြောက်တုံးတွေပြိုကျသွားလိမ့်မယ်မိုက်ကခုတ်ဖြတ်လို့ရသမျှထောင်ပေါင်းစုံကနေကတိကတက်လှုပ်ထားတာပဲမိုးရသည်စတာနဲ့ဒီတောင်ဆောင်ပြိုကျသွားနိုင်တယ်အောက်ကလမ်းလျှောက်လမ်းနဲ့ရှုကင်းကြည့်စင်းကြံပေါ်ကိုတဲ့ပြိုကျမှာလူတယောက်ယောက်တေသွားရင်ကုမ္ပဏီရဲ့တိတ်ခါကြေမွသွားလိမ့်မယ်ဥက္ကဋ္ဌချက်ဒါမတရားပါဘူးကျွန်တော်အလုပ်သမားတွေလုပ်ငန်းခွင်ကနေထွက်သွားကြပြီးစစ်ဆေးရေးစာရွက်စာတမ်းတွေကိုခင်ဗျားကလက်မှတ်မထိုးပေးပဲဆက်ညင်းနေရင်နောက်ဆုံးလက်ကျန်ငွေကိုကျွန်တော်ဘယ်ချိန်ချမှရမှာလဲမိုက်ငါအเจ้าမဲ့ညင်းနေတာမဟုတ်ဘူးထိန်းနိုင်ရန်ရဲ့အထူနဲ့အုတ်မြင့်အနက်ကစာချုပ်မှာသတ်မှတ်ထားတာနဲ့နီးစပ်မှုတောင်မရှိဘူး
မိုးရသည်စလို့တောင်ကျရည်တွေဆင်းလာတာနဲ့ဒီနိုင်ငံကခံနိုင်မှာမဟုတ်ဘူးမခံနိုင်ဘူးဘာလို့မခံနိုင်ရမှာလဲကျွန်တော်ဆောက်လုပ်ရေးလုပ်လာတာ10နှစ်ကျော်ပြီတောင်ပေါ်ထိန်းနိုင်ငံတွေကိုဒီလိုပဲအမြဲဆောက်တာပဲပြိုကျတာတခါမှမမြင်ဘူးပါဘူးဥက္ကဋ္ဌချက်ခင်းများဈေးနှိမ်ချင်လို့ပြဿနာရှာနေတာလားငါကဘာလို့ဈေးနှိမ်ချင်ရမှာလဲလူတယောက်ယောက်တည်သွားရင်မင်းတာဝန်ယူနိုင်မှာမလို့လားလူတွေကအဲ့ဒီလောက်လွယ်လွယ်နဲ့မသေးပါဘူးခင်းများသဘောတူမတူဒီနေ့ဒီဖောင်မှာလက်မှတ်ထိုးရမယ်ကျွန်တော်ကောင်တွေကပတ်စံရပြီးအိမ်ပြန်ဖို့စောင့်နေကြတာခင်းများပတ်စံမပေးမချင်းကျွန်တော်တို့ထွက်သွားမှာမဟုတ်ဘူးရှေ့ဆက်ပြီးအဲ့ဒီလက်ခံစစ်ဆေးရေးဖောင်မှာလက်မှတ်မထိုးနိုင်ပါဘူးမင်းကဘသူလဲဒါစီးပွားရေးဆွေးနွေးပွဲဘသူမှမင်းရဲ့သဘောထားကိုမမေးဘူးလူစီသမီးဒီမှာဘာလုပ်နေတာလဲဦးလေးချက်အန်တီအန်နာဒီတောင်ဆောင်ရဲ့အချိုးက1နဲ့10ဖြစ်နေပါတယ်တောင်ကျရည်ကြီးတတ်တဲ့ဇုံတွေမှာဒါကအနည်းဆုံး1နဲ့1နှစ်ရှိရမှာပါဒါလွန်ကဲမဆောက်လုံးပါတယ်တန်မာတဲ့ရေလိုင်းတစ်လိုင်းထိတာနဲ့အုတ်မြင့်မောက်ရ rotation သွားနိုင်ပါတယ်အုတ်မြင့်က30လက်မှပဲနဲ့တာဟုတ်တယ်မလားလွန်ခဲ့တဲ့နှစ်ကတစ်သီးချန်နောက်ကထိန်းနိုင်ရန်ဆိုရင်၄ပေနီးပါးအထိတူးထားတာတောင်ရုတ်တရက်ရေကြီးတာမှပြိုကျသွားခဲ့တာပါဒီနိုင်ရန်ဆိုရင်မိုးရာသီတစ်ခုတောင်ခံမှာမဟုတ်ပါဘူးမင်းပေါက်ကရတွေပြောနေတာပဲကောင်းမလေးတစ်ယောက်ကဆောက်လုပ်ရေးအကြောင်းပါတိမှာလဲသမီးနားလေတယ်လို့ရှေ့ကထင်တာမထင်တာကမရေးကြီးပါဘူးဘယ်အပိုင်းကိုမဆိုတူးထုတ်ပြီးနမူနာယူကြည့်လိုက်ပါပြီးလက်မြေအဆင့်ကိုစစ်ဆေးပြီးအုတ်မြင့်အနက်ကိုတိုင်းတာကြည့်လိုက်ပါအမှန်တရားကရှင်းလင်းဖြစ်သွားပါလိမ့်မယ်ဒီစီမံကိန်းကရှေ့ရဲ့စံနှုန်းတွေအောက်မှာစစ်ဆေးမှုအောင်မြင်သွားပြီးမိုးရာသီမှာအန်ရဖြစ်ခဲ့ရင်အလျော်အစားပေးုံတင်မကပါဘူးကြီးမားတဲ့ဆောက်လုပ်ရေးမတော်တဆမှုမှာပေါ်ဆမှုကြောင့်ရာဇဝတ်မှုနဲ့ထောင်ကျသွားနိုင်ပါတယ်အေးပါကွာမင်းနိုင်သွားပါပြီငါတို့ထွက်သွားပေးမယ်လူစီတကယ်ပဲသမီးလေးပါလားမလာခင်ဘာလို့ဖုံးမဆက်တာလဲသမီးเจ้าမှာနေရထိုင်ခင်းအဆင်ပြေသွားတာနဲ့ဝင်လာခဲ့တာပါကြုံတယ်လို့တွေ့ရအောင်လို့ပါဦးလေးတို့အလုပ်ရှုပ်နေမှာကိုစိုးရိမ်လို့ပါငါတို့ဘလောက်ပဲအလုပ်ရှုပ်နေပါစေသမီးအတွက်အချိန်ပေးနိုင်ပါတယ်နှစ်တွေအများကြီးကြာသွားပြီသမီးတောင်အများကြီးကြီးပြင်းလာခဲ့ပြီပဲခုနကဖြစ်ပျက်ခဲ့တာအတွက်ငါတို့သမီးကိုတကယ်ကျေးဇူးတင်ရမှာမဟုတ်ရင်ဦးလေးဂျက်နဲ့အန်တီတို့ကသူ့ကိုရှင်နိုင်ခဲ့မှာမဟုတ်ဘူးသမီးသူ့ကိုဧည့်ခန်းမှာတွေ့ခဲ့တာပါအဲ့ဂျိုကသမီးကိုအထဲမဝင်ခိုင်းပဲအပြင်ကိုတောင်းဆိုဆွဲထုတ်မလို့တောင်လုပ်နေတာဧည့်ခန်းကအဲ့ဂျိုဝန်ထမ်း2ယောက်မနှက်ဖြန်အိတ်ရှာမှာသတင်းပို့ပြီးနောက်ဆုံးလစာယူသွားကြပါနောက်ဖက်ကိုလုံးဝပြန်မလာပါနဲ့မစ်လူစီကငါတို့အသက်ကိုကယ်ခဲ့တဲ့သူငါတို့ရဲ့မိသားစုပါပဲမင်းတို့ကအများပြည်သူရှေ့မှာအထက်တန်းကြတဲ့ဧည့်သည်ကိုစော်ကားခဲ့ကြတာဒီကုမ္ပဏီမှာမင်းတို့လိုလူတွေအတွက်နေရာမရှိဘူးအားလုံးတေချာနားထောင်ကြပါဧည့်သည်တွေကိုရုပ်ရည်သွင်းပြင်းနဲ့အကဲဖြတ်တဲ့သူဒါမှမဟုတ်မလေးမစားပြုတ်မှုတဲ့သူဘသူမဆိုချက်ချင်းအလုတ်ကဖြုတ်ခံရမယ်လာပါအိမ်ကိုလိုက်ခဲ့အန်တီသမီးအတွက်ဟင်းကောင်းကောင်းချက်ပေးမယ်သမီးကိုနောက်ဆုံးတော့တွေ့ပြီးအစ်စ်နှစ်ပြန်လဲပြင်ဆင်ရေးအတွက်ပစ္စည်းဝယ်ယူမှုမှတ်တမ်းတွေရောက်လာပြီးအဲ့ဒါတွေကငါ့ကိုခေါင်းခဲစေတဲ့ရုံကန်းကိုလာပြီးစည်ရင်းတွေစစ်ပေးပါအောင်ရောက်ရှိလာတဲ့ကြောက်ပြားအရေးအတွက်ကမှတ်တမ်းတွေနဲ့ကိုက်ညီပါတယ်ပျောက်ဆုံးနေတဲ့တစ်တာနှစ်ဘူးအတွက်အစားထိုးအော်ဒါကိုငါပူးတွဲတင်ပြထားပါတယ်နောက်အပတ်ကုံလောင်ယုံစီရောက်တာနဲ့ဝင်ရောက်မှုကိုပိတ်လိုက်လို့ရပါပြီငါတို့စည်ရင်းအကုန်လုံးစစ်ဆေးလို့ပြီးသွားပြီသမီးเจ้าမှာစမ်းသပ်မှုတွေလုပ်မဲ့အစားငါ့ကိုစည်ရင်းစစ်ဖို့ DC ရောက်လာခဲ့တယ်ငါအားနာလိုက်တာသမီးတို့သူ့ဒေသနာစီမံကိန်းကရက်နာတဲ့အဆင့်ကိုရောက်သွားလို့သမီးမှာအချိန်ရသွားတာပါဒါအပြင်အန်တီကစီမံကိန်း3ခုအတွက်ပစ္စည်းတွေကိုတယောက်တည်းစီမံခန့်ခွဲနေတာပါလွန်ခဲ့တဲ့အပတ်ကအန်တီသွေးတွင်းတကြားတက်ကျသွားခဲ့တယ်လေသမီးမကူညီရင်ရိုင်ယန်ကအန်တီကိုနောက်ထပ်ပွားစီပြောတော့မှာအဲ့ဒါနဲ့ပတ်သက်ပြီးပြောရရင်ဒီမနက်အမေကဝက်နံရိုးစွတ်ပြုတ်ယူလာခိုင်းလိုက်တယ်သမီးเจ้าမှာရစားနေမှာကိုစိုးရင်လို့တဲ့နောက်မှတောက်ကြတာပေါ့နွေးနေလုံးပဲဒါနဲ့အစ်စ်နှစ်ပြန်လဲပြင်ဆင်ရေးအတွက်ပစ္စည်းဝယ်ယူမှုမှတ်တမ်းတွေဘယ်မှာလဲသမီးအဲ့ဒါတွေကိုလည်းစစ်ပေးမယ်သူတို့ကအောက်ခြေဖိုင်ထဲမှာအနီရောင်ကလစ်နဲ့ညှက်ထားတာပါဒေးဗစ်ကလွန်ခဲ့တဲ့အပတ်ကတင်ပြခဲ့တာအရာအားလုံးစစ်ဆေးပြီးပြီလို့ပြောတယ်အဲ့မှာဒီကိုလာကြည့်ပါဦးဒီကြောက်ကရ၌အတုတ်အတွက်ဝယ်ယူတဲ့ဈေးနှုန်းကမှားယွင်းရိုက်သွင်းထားတာလားဒစတူရန်မီတာကို281တဲ့အဲ့ဒါမှန်ရဲ့လားဒေးဗစ်ပြောတာတော့သူသိတဲ့ကုံတက်တာပံ့ပိုးသူကရှော့ဈေးပေးထားတာတဲ့ရှော့ဈေးဟုတ်လားလွန်ခဲ့တဲ့အပတ်ကသမီးပါမောက်ခနဲ့အတူစောက်လုပ်ရေးပစ္စည်းဈေးကွက်ကိုတွားခဲ့ပြီးအလားတူကြောက်အမျိုးအစားအကြောင်းတေချာမေးမြန်းခဲ့ပါတယ်အစုလိုက်ဆိုရင်ဒစတူရန်မီတာကို180ထက်မပို့ပါဘူးပို့ဆောင်ကနေအပေါ်ထက်အထိပို့ခအပါဝင်ဆိုရင်တောင်200ကိုရောက်မသွားသင့်ပါဘူးဒါမဖြစ်နိုင်ပါဘူးဒေးဗစ်ကဝန်ထမ်းဟောင်းပါငါအဖေသူ့ရဲ့ပထမဆုံးဧည့်ဂေဟာကိုဖွင့်ကြတဲ့ကသူဒီမှာရှိနေတာဒါကတယူနစ်ဈေးနှုန်းတင်မဟုတ်ပါဘူးမှတ်တမ်းတွေအရစတူယန်မီတာ800ပို့ဆောင်ပေးခဲ့တယ်လို့ပြောထားပါတယ်။သမီးလွန်ခဲ့တဲ့အပတ်ကအဆင့်နှစ်စိုက်ပျိုးရေးလုပ်ငန်းခွင်ကိုတိုင်းတာခဲ့တာပါ။စတူယန်မီတာ900ထက်မပိုပဲတက်ဆင်ထားတာပါ။စတူယန်မီတာ300နီးပါးပျောက်ဆုံးနေပါတယ်။ပိုရှန်တဲ့ပစ္စည်းတွေမရှိသလိုပြန်အပ်တဲ့မှတ်တမ်းတွေလည်းမရှိပါဘူး။လူစီမင်းပွဲရပြီလား။စောက်လုပ်ရေးပစ္စည်းဝယ်ယူမှုအကြောင်းမင်းပါတိလို့လဲမင်းပေါက်ကရတွေပြောနေတာပဲ။ဥက္ကဋ္ဌဂျက်နဲ့အတူဒီကုမ္ပဏီကိုငါတိဆောက်တုန်းကမင်းကြောပို့အိတ်လွယ်တုန်းပဲရှိသေးတယ်။ဒီစီးပွားရေးကရှုပ်ထွေးတယ်။ကနန်းတွက်ဆက်တဲ့ကနန်းအနှဲငယ်ရိုက်ထည့်ယုံနဲ့မင်းနားလည်နိုင်မှာမဟုတ်ဘူး။မန်နေဂျာဒေးဗစ်ဈေးနှုန်းနဲ့အရေးအတွက်တွေပိုဖောင်းပွားနေသလားဆိုတာကိုဈေးကွက်မှာမေးမြန်းပြီးလုပ်ငန်းခွင်ကိုတိုင်းတာကြည့်ုံနဲ့သိနိုင်ပါတယ်။ဒါအပြင်ဟောင်ရန်ဆောက်လုပ်ရေးပစ္စည်းများရဲ့တရားဝင်ပိုင်ရှင်ကရှေ့ရရောက်ဖတ်မဟုတ်ဘူးလား။အမျိုးအဆွေကိုပံ့ပိုးသူအဖြစ်သုံးရတာဘာဖြစ်လို့လဲ။ငါတို့ချင်းသိနေကြတာမလို့အရေးအသွေးကအာမခံချက်ရှိပါတယ်။မင်းကငါ့ကိုဆွဆွဲဖို့အတွေ့အကြုံမရှိသေးပါဘူး။ဒါတွေကအစ်စ်နှစ်လုပ်ငန်းခွင်ကတကယ်တိုင်းတာချက်မှတ်တမ်းတွေပါ။သမီးကုံလောင်ယုံမန်နေဂျာနဲ့အတူအကုန်လုံးကိုတိုင်းတာခဲ့တာပါ။လွန်ခဲ့တဲ့3နှစ်ကရှေ့ရဝယ်ယူရေးစီးရင်တွေကိုလည်းသမီးပြန်လဲသုံးသပ်ခဲ့ပါတယ်။ဟောင်းပွားနေတဲ့ဈေးနှုန်းတွေနဲ့အတူအယောင်အရေးအတွက်တွေပေါင်းလိုက်ရင်2သိန်းနီးပါးရှိပါတယ်။ပေါက်ကရတွေရှောက်မပြောနဲ့လူစီမင်းရဲ့ကံကောင်းမှုကိုအလွန်အကျူးအသုံးမချနဲ့မင်းကဂျက်မီတာစုရဲ့ထောက်ပံ့မှုကြောင့်ပညာရေးရခဲ့တဲ့ဆင်းရဲတဲ့တောင်ပေါ်သူကောင်မလေးတယောက်ပါ။မင်းကိုမင်းအရေးပါတယ်လို့မထင်လိုက်နဲ့။မင်းကငါစီးရင်တွေကိုစုံစမ်းစစ်ဆေးရတဲ့ပေါ့။မင်းစံချိန်မမနေနိုင်အောင်ငါလုပ်ပြလို့ရတယ်။ဒေးဗစ်မင်းပါဇက်ကိုစီးဆောင်ပါ။လူစီကငါတို့မိသားစုရဲ့ဖိတ်ကြားခံရတဲ့ဧည့်သည်ပါ။မင်းသူ့ကိုအဲ့ဒီလိုမပြောရဘူး။သူကဒီမှာအလကားစားတော့ရသမျှယူဖို့လာတဲ့ကျေးဇူးမတိတတ်တဲ့ကပ်ပါကောင်လိုပဲငါထင်တယ်။ငါဒီကုမ္ပဏီမှာလှုပ်လာတာ10နှစ်ကျော်ပြီ
ဥက္ကဋ္ဌဂျက်တောင်ငါ့ကိုလေးစားမှုအချို့ပေးတယ်မင်းကဘာမို့လို့လဲမင်းရဲ့ပြစ်မှုတွေဘလောက်အထိကြီးလေးတယ်လဲဆိုတာမင်းတကယ်ကိုနားမလည်သေးဘူးပဲ